မင်္ဂလာပါကျွန်တော်တို့ကတော့ Generation Z Power GZP မန္တလေးမြို့ရပြောက်ကြားတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်အောင်ကြီးရဲဘော်တော်နဲ့ရဲဘော်ရန်ဘိုတို့ဖြစ်ပါတယ်ခင်ဗျာဒီနေ့ဒီဗီဒီယိုရတဲ့အကြောင်းရင်းကတော့တော်လန်မြို့ပြည်သူများအားလုံးကိုမေဦးတီရဲ့ရှစ်လေးလုံးကမ်ပိန်းလေးအကြောင်းမျှဝေပေးခြင်းဖြစ်ပါတယ် မေဦးတီရဲ့ရှစ်လေးလုံးကမ်ပိန်းလေးရဆိုရင်မိမိကိုယ်တိုင်လည်းပေါင်ကန်ဆန်းလို့ရတယ်လို့လိုအပ်နေတဲ့တော်လန်ရဲဘော်တွေအတွက်လည်းတစ်ဖက်တစ်လမ်းကနေထောက်ကူဖြစ်နေနိုင်တဲ့ကမ်ပိန်းလေးပဲဖြစ်ပါတယ် မေဦးထီရဲ့ရှစ်လေးလုံးကမ်ပိန်းမှာငွေ2000ကျပ်နဲ့မေဦးထီကိုကန်ခိုင်းနိုင်ပြီးစုပေါင်း4000ကျော်တိပါဝင်တဲ့အပြင်ပထမစု3500ကျပ်တိဒုတိယစု3000ကျပ်2စုတတိယစု3500ကျပ်2စုအပြင်လာတိုင်းကန်ဆန်းသူတိုင်းကန်ထူးနိုင်တဲ့ဂရီစု350ဘက်ကလည်းပေါက်ကိုပေါက်မှာဖြစ်ပါတယ် ဒီလတွင်မေဦးတီတွင်ပါဝင်ကန်ဆန်းသူများထဲမှတအုပ်ကိုရွေးချယ်ပြီးဂရီစု350ကျပ်ကိုစုချီးမြှင့်သွားမှာဖြစ်ပါတယ် ဒီလတွင်လက်မှတ်15ပေါင်ဝယ်သူတိုင်းအတွက် MDY W8 မှတစ်ဆင့်ဒီပြင်ရဲဘော်များထံ1500ကျပ်5%ကိုလူတန်းသွားမှာဖြစ်ပါတယ် လက်မှတ်15လောက်နဲ့ထက်ကန်ထမ်းလို့ပါက Anti-Run Revolution မှာတစ်စင်းရဲဘော်တွေအတွက်ကုညီအဖြစ်နေပေးနိုင်မဲ့ပြီးကိုယ့်အတွက်လည်းကန်ထိုးခွင့်ကိုရယူနိုင်တဲ့ခွင့်အရေးဖြစ်ကြကြောင်းအနာဂတ်အိမ်မက်တွေကိုရဲမှတ်ပြီးပါဝင်နိုင်ပါတယ်ဒီရှစ်လေးလုံးကမ်ပိန်းလေးမှာအားလုံးတူတူပါဝင်ကြပြီးမေဦးတီနဲ့ကိုယ်ကံကိုစမ်းရဲဘော်တွေစီထောက်ပံ့မှုတွေမျှဝေလိုက်ကြရအောင်